ခုဒါတော့ C major scale မှာမီနဲ့စားတဲ့ scale လေးဖြစ်ပါတယ်ခင်ဗျာ C major scale ရဲ့ third position တတိယမြောက် position ပေါ့လက်ကွက်က1 2 3 4 6 9 10 12ကွက်မြောက်မှာစားတဲ့ C major scale ရဲ့ position ဖြစ်ပါတယ်ခင်ဗျာမီနဲ့စားတော့မီဖာဆိုလာတီတိုရေမီဖာဆိုလာတီတိုရေမီဖာဆိုတော့ဆိုမှာဆုံးတယ်မီနဲ့စားဆိုမှာဆုံးအတန်လေးလိတ်ဆိုပေးရလေမှတ်မိအောင်လိတ်ဆိုပေးရမယ်အတန်နှုတ်ကြီးတော့နေလိုက်မြင်လိုက်ဟိုတီးဆိုမနိုင်တော့ဒိုရေမီဖာဆိုဆာအလောင်းမရဆိုမမီရေဒိုတီလာဆိုဖာမီရေဒိုတီလာဆိုဖာမီမှာဆိုအဲ C major တက် position ပါနည်းနည်းလေးပြန်ပြမယ်မီဖာဆိုလာတီတိုဒိုရေမီဖာဆိုလာတီတိုရေဟီဟာC major test position မီနဲ့စားတဲ့ test position တွေဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ